တကယ်ဖြစ်တဲ့နေရာကိုတဲ့ဒီလိုတန်းပြီးတော့ကုတ်လိုက်တာထိသွားထိမိမိကိုထိသွားတာသူဖြစ်နေတဲ့နေရာကိုသူ့စိမ်းနဲ့တခါလဲတန်းပြီးတော့ကုတ်လိုက်တဲ့အတွက်ကိုထည့်လိုက်တဲ့အတွက်ကိုတန်းပြီးတော့ရားတာလုံးဝရက်ချသွားချက်ချင်းအခုထက်အခုရက်ငြိမ်သွားတယ်ရားတာပူရှိန်သွားပြီးတော့လေဘယ်လိုပြောမလဲအဲ့လိုရားနေတဲ့အခါမှာထည့်လိုက်တဲ့အခါမှာတကယ်ကိုအထဲမှာပိုးရှိနေတော့ तू ကလေပူရှိန်နေတာပဲပူရှိန်ကြီးတစ်ခုလေတက်မှာအဲ့လိုမျိုးပူလောင်လောင်ကြီးတစ်ခုအဲ့လိုထည့်တာပူရှိန်ပြီးတော့အဲ့လိုဖြစ်တာတကယ်လို့နိုင်ရှင်ဘာပိုးမှမရှိပေမဲ့ရားတာလည်းမရှိပေမဲ့လည်းနေတိုင်းထည့်တဲ့အခါကျတခါတည်းပိုးမရှိဘူးဆိုဘာမှမခံစားရအောင်ဒီတိုင်းပဲဒါပေမဲ့တန့်သွားတာပေါ့နော်အထက်ကဒီကြွတ်သားတွေဒီနယံတွေဒီညာတွေအကုန်လုံးသူကတန့်ပေးထားရတဲ့အတွက်ကိုလုံးဝတန့်စင်သွားတာပေါ့အဲ့လိုမျိုးတွေတခါတည်းကျရင်တချို့တွေကြတော့အရန်ပေါ့နော်ဒီလိုဂျင်းတွေမှာဆော့တဲ့ခါကျရင်တင်ပါအောက်ပိုင်းထိုင်ရတယ်လေ squat ထိုင်ရတယ်အဲ့လိုမျိုးအမျိုးသမီးတွေဆိုလဲတအားအဖြူစင်းကြတယ်အဖြူစင်းတဲ့အခါတွေကြရင်ဒါတွေထက်ပြီးတော့တချို့အဖြူစင်းတဲ့အနံ့တွေပါဆိုလဲတအားအနံ့တိတိတတ်တာထွက်တယ်တချို့တွေကအနံ့လုံးဝမရှိဘူးတချို့တွေကအဲ့အနံ့ထွက်တယ်တချို့တွေကကျတော့အဲ့ပြင်းရှာအောင်အနံ့ထွက်တယ်အဲ့လိုမျိုးအနံ့တွေလည်းလုံးဝပျောက်တယ်ပေါ့အဲ့တော့ဒီဟာပဲကျေရကြတော့နိုင်ရှင်တို့ဒီအပြိုအရွယ်ကနေရာဒီစပေါ်တဲ့အပြိုအရွယ်ကနေစပြီးတော့ခုနကမာကြီးပြောသလိုပဲတအိမ်ထုတ်ထားတဲ့အမျိုးသမီးကြီးတွေအထိသုံးလို့ရတာဖြစ်ပါတယ်